အားလုံးမင်္ဂလာပါ TN page ကနေပြီးတော့ကြိုဆိုပါရစေ review လေးကတော့ကျွန်တော်ကုစု island သွားခဲ့တာလေးဖြစ်ပါတယ်ဒါကတော့ကျွန်တော်လက်မှတ်ဝယ်နေရပါတော့တယောက်ကို15ချက်ပေးရပါတယ်ကျွန်တော်တို့ဝယ်နေတဲ့သမောကတော့ Singapore Island Cruise ဖြစ်ပါတယ်နောက်ထပ်သမော line တစ် line ကတော့ Marina South Ferry ဖြစ်ပါတယ်နှစ်ခုလုံးရဲ့ဈေးကလည်းအတူတူပါပဲသူတို့ရဲ့သွားလာပုံကတော့မနက်9:00 နာရီနေစပြီးတော့ထွက်ပါတယ်ညနေ3:00 နာရီအထိကိုသွားလို့ရပါတယ်ပြန်တဲ့ ferry ကတော့နောက်ဆုံး ferry ကတော့6:00 နာရီပါဒါကျွန်တော်တို့လက်မှတ်ဝယ်အတွက်ကူပွန်လေးပြလိုက်တာပါဒါတော့ကျွန်တော်တို့ရဲ့ ferry လက်မှတ်တွေပါသူတို့ရဲ့သွားလာပုံကတော့ Marina South Pier နေပြီးတော့စိန်ကျွန်းကနေမှဆင်ကူဆူကနေမှတဆင် Marina South Pier ကိုပြန်လာတာဖြစ်ပါတယ်အဲ့တော့ကြောင့်ကိုစီးမဲ့သမောရဲ့အချိန်ကိုပြီးဖို့အတွက်အရေးကြီးပါတယ်မဟုတ်ရင်ကျွန်းမှာညအိပ်ရမှာပါဒါတော့ကျွန်တော်တို့သမောစီကိုသွားနေပါပြီသမောစီကိုသွားတဲ့လမ်းတစ်လျှောက်မှာလည်းအခုလိုမျိုးလှပတဲ့မြင်ကွင်းတွေကိုကြည့်ရှုခံစားလို့ရပါတယ်ဒါတော့ကျွန်းမသွားမီတပုံအရိုင်းနေရကျွန်တော်မိမဖြစ်ပါတယ်ဒါတော့ကျွန်တော်တို့သမောပေါ်စတက်ပါပြီသမောပေါ်တက်တဲ့ခါမှာလည်းအထူး view စိုက်ဖို့လိုပါတယ်တခါလေလှိုင်းကြီးတဲ့ခါမှာသမောကရမ်းနေတဲ့အတွက်ပြုတ်ကျတာတွေပဲဖြစ်တတ်ပါတယ်ဒါတော့ကျွန်တော်တို့သမောပေါ်ရောက်ပါပြီဒါနေပြီးစင်ကာပူကနေပြီးကျွန်းထိသွားတဲ့တောက်လျှောက်မှာတွေ့ရတဲ့မြင်ကွင်းတွေဖြစ်ပါတယ်ရမ်းအောင်လှပတဲ့နေရာလေးတွေပါဒါတော့ကျွန်တော်တို့စိန်ကျွန်းရောက်ပြီပေါ့နော်ဒါပေမဲ့ကျွန်တော်တို့မစင်းပါဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့ကုဆူအိုင်လန်ကိုဆက်သွားမှာဖြစ်တဲ့အတွက်သမောထဲမှာပဲထိုင်ပြီးတော့ပြန်ထွက်မဲ့အချိန်ကိုစောင့်နေရဖြစ်ပါတယ်အခုဆိုရင်တော့ကျွန်တော်ကုဆူအိုင်လန်ကိုရောက်ပါပြီဒါတော့သမောစိတ်ပါကုဆူအိုင်လန်ကျွန်တော်ကျွန်းပေါ်စတက်ပါပြီခင်ဗျအခုဆိုရင်ကျွန်တော်ကျွန်းပေါ်စရောက်ပါပြီကျွန်တော်ထိုင်မဲ့နေရာလိုက်ရှာနေရဖြစ်ပါတယ်ကျွန်းပေါ်မှာကတဲလေးတွေရှိပါတယ်အဲ့အမိုးလေးအောင်မှာထိုင်လို့ရပါတယ်စပွဲနဲ့ခုံနဲ့တေချာရှိတဲ့အတွက်ထိုင်ရတာလည်းအဆင်ပြေပါတယ်တကယ်ချင်းတွေစုပြီးတော့စားတောက်ဖို့အတွက်လည်းနေရာလေးအဆင်ပြေပါတယ်ဒါတော့ကျွန်တော်ထိုင်မဲ့ခုံစီကိုတွားရလမ်းလေးဖြစ်ပါတယ်အရန်ကိုတာယာလှပတဲ့နေရာလေးတစ်ခုပါမြို့ထဲမှာပင်ပန်းနှွမ်းနေအားလုံးကိုအခုလိုကျွန်းလေးပေါ်မှာတဘာဝကြီးနဲ့ထိတွေ့ပြီးတော့ပန်းဖြေလို့ရပါတယ်ဒါတော့ကျွန်တော်တို့ထိုင်နေတဲ့နေရာလေးပါရမ်းကိုလှပတဲ့နေရာလေးတစ်ခုပါကျွန်းပေါ်ရောက်ပြီဆိုတာနဲ့ကျွန်တော်တို့ဖွဲ့ရတော့စားဖို့တောက်ဖို့စပြင်ပါပြီခင်ဗျာအခုလိုမျိုးကျွန်းသွားတော့မယ်ဆိုရင်စားစာတို့ရေတို့တောက်ဖို့အေးတို့အကုန်လုံးခါတဲ့ဝယ်သွားဖို့အတွက်အကြံပြုပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်းမှာဘာမှဝယ်လို့မရပါဘူးဗျာ။ကုဆူအိုင်လန်မှာတော့ရေနဲ့အေးအနှင်းငယ်နဲ့ဝယ်လို့ရတဲ့နေရာလေးတစ်ခုရှိပါတယ်။အဲ့ဒါတော့တမ်ပယ်ထဲမှာပါ။အစားအသောက်နဲ့ပတ်သက်တာတော့ဘယ်မှာမှဝယ်လို့မရပါဘူးဗျာ။ဒါကြောင့်မို့တကယ်ချင်းတို့အနေနဲ့အုပ်စုလိုက်သွားကြမယ်ဆိုရင်အစားအသောက်တွေတခါတည်းဝယ်သွားဖို့အတွက်အကြံပြုလိုပါတယ်အခုဆိုရင်စားလို့တောက်လို့ပြီးပြီဖြစ်တဲ့အတွက်ကျွန်းပေါ်မှာပတ်ပြီးတော့ကျွန်တော်ဓာတ်ပုံရိုက်မှာဖြစ်ပါတယ်ဓာတ်ပုံရိုက်လို့ကောင်းတဲ့နေရာတွေပဲဖြစ်တဲ့အတွက်ဘယ်နေရာရိုက်လို့ရမယ်တော့ရွေးချယ်ရခက်ပါတယ်အခုကျွန်တော်သွားနေတဲ့နေရာကတော့ကုဆူအိုင်လန်မှာရှိတဲ့တမ်ပယ်ဖြစ်ပါတယ်ဒီတမ်ပယ်ကတော့ဆူတောင်းပြည့်တယ်လို့နာမည်ကြီးတဲ့တမ်ပယ်ဖြစ်ပါတယ်ကုဆူအိုင်လန်မှာရှိတဲ့ဒီ food center ဆိုတဲ့နေရာရတော့ food center လို့ဆိုတာရေးရတာပါဘာဆိုင်မှမရှိပါဘူးဗျာဒီနေရာကတော့တောင်ပေါ်တက်တဲ့လှေကားလေးတစ်ခုဖြစ်ပါတယ်ဒီတောင်ပေါ်မှာလည်းနောက်ထပ်နေရာလေးတစ်ခုရှိနေပါတယ်ဒီနေရာလေးကလည်းတကယ်ကိုဆူတောင်းပြည့်တဲ့နေရာလေးတစ်ခုပါဒီနေရာကတော့တောင်ပေါ်မှာရှိတာဖြစ်ပါတယ်ဒါတောင်ပေါ်တမ်ပယ်လေးတစ်ခုပါဒါတော့တောင်ပေါ်နေမြင်ရတဲ့မြင်ကွင်းလေးတစ်ခုပါဒါတော့ကျွန်တော်တို့တောင်အောက်ကိုပြန်ရောက်ပါပြီတောင်အောက်ကိုပြန်ရောက်ရှင်မဲ့ရောက်တဲ့နေရာကတော့ကမ်းခြေလေးတစ်ခုပါကုဆူအိုင်လန်ရောက်ဖြစ်တဲ့အခါမှာဒီနေရာလေးမှာဓာတ်ပုံသွားရဖို့အတွက်အကြံပြုလိုပါတယ်ရေလဲဆော့လို့ရပါတယ်အဲ့နားလေးမှာဒါတော့ကျွန်တော်တို့လူများနေရာပါဒီနေရာလေးကတော့ကုဆူအိုင်လန်မှာရှိတဲ့လိတ်တွေထားတဲ့နေရာလေးတစ်ခုပဲဖြစ်ပါတယ်လိတ်တွေတော်တော်များပါတယ်ဒီနေရာလေးကလည်းကုဆူအိုင်လန်မှာရှိတဲ့နောက်ထပ်ရန်ကိုဓာတ်ပုံရိုက်လို့ကောင်းတဲ့နေရာလေးတစ်ခုပဲဖြစ်ပါတယ်နောက်မှာရှိတဲ့ကြောက်ဆောင်လေးပေါ်ကိုလမ်းလျှောက်လို့ရပါတယ်
ကျောက်ဆောင်ပေါ်မှာလမ်းလျှောက်တဲ့အခါသတိပြုရမှာကချော်လဲတတ်ပါတယ်ကြောက်တွေကတစ်လုံးတစ်ခုမညီတဲ့အတွက်ဂယုစိုက်ပြီးတော့ရှောက်ရပါတယ်ဒါပေမဲ့အစိုးအုံရောက်သွားတဲ့အခါမှာအခုလိုဓာတ်ပုံတွေခြိုက်လို့ရပါတယ်ရအောင်လှတဲ့နေရာလေးတစ်ခုပါအခုဆိုရင်တော့လေပတ်လို့လည်းပြီးပါပြီဓာတ်ပုံရိုက်လို့လည်းဝါပါပြီအဲ့အတွက်ကြောင့်ကျွန်တော်တို့စင်ကာပူကိုပြန်มาတော့မယ်ကဲမရီနာဆောက်ဖီယောကိုပြန်ရောက်ပါပြီဗျာအခုလိုမျိုးဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့တယောက်စီတိုင်းအောင်အထူးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာလည်းပြန်လည်ဆုံတွေ့ကြပါသေးတယ်ခင်ဗျာကျွန်တော်တို့ page လေးကိုလည်း like and follow လေးနဲ့ support ပေးကြပါဦးခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ TRM က3ပါ